မင်္ဂလာပါ Microsoft Word မှာကိန်းဂဏန်းတွေကို calculation လုပ်မယ်ဆိုလို့ရှိရင်လုပ်လို့ရပါတယ်။လုပ်မယ်ဆိုလို့ရှိရင်တော့ဒီ data ထည့်ခြင်းတဲ့ cycle လေးထဲမှာ cursor ရှိရပါမယ်။ပြီးတော့ table လေးရောက်ထည့်ကိုသွားလိုက်ပါမယ်။ formula ကိုတစ်ချက်နှိပ်ပါ။ဒါဆိုလို့ရှိရင်ဒီ number တွေကိုပေါင်းကျင်တယ်ဆိုလို့ရှိရင်တော့ formula က sum လို့ဖြစ်မယ် formula ဆိုလို့ရှိရင်ရှေ့မှာညီမချင်းပါရမယ်ပြီးတော့ဒီမှာသူကဒီကာစာချထားတဲ့ cycle လေးရဲ့ဘယ်ဘက်ကကိန်းဂဏန်းတွေကိုပေါင်းကျင်တယ်ဆိုလို့ရှိရင်တော့ဒီထဲမှာ left လို့ရှိနေမယ်တကယ်လို့ညာဘက်ကကိန်းဂဏန်းတွေရှိခဲ့လို့ပေါင်းမယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာ right လို့ဖြစ်ပါမယ်အခုကဒီဘက်ဘက်ကဟာတွေပဲပေါင်းမှာမလို့ okay ပဲနေလိုက်မယ်ကိန်းဂဏန်းကိုပေါင်းလိုက်ပါပြီတကယ်လို့ဒီကိန်းဂဏန်းတွေကိုမြောက်ကျင်တယ်ဆိုလို့ရှိရင်တော့ဒီသူထည့်မဲ့ cycle လေးရဲ့မှာကာစာထည့်ထားမယ် formula ကိုနှိပ်လိုက်မယ်ပြီးတော့ paste function ဆိုတာရဲ့ထောင်ရည်ကိုနှိပ်ပါမယ်ဒီ formula တွေအများကြီးတဲ့ကကိုကခုမှမြောက်မှာမလို့ product ဆိုတာကိုယူလိုက်မယ်သူရှေ့ကဒီမှာရှိနေတဲ့ formula လေးကိုတော့ဖြတ်ပြရပါမယ်ညီမချင်းရောခြံထားရပါမယ်ပြီးတော့သူဒီ cycle လေးထဲမှာကာစာချထားတဲ့ဟာရဲ့ဒီဘက်ကဘယ်ဘက်ချမ်းတွေကိုပဲယူမှာမလို့ left လို့ရေးလိုက်ပါမယ်okay နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ဒီကိန်းဂဏန်းနှစ်ခုကိုမြောက်ပေးပြီးတော့ပါပြီဒါဒီဘောကတော့ပေါင်းတဲ့ formula ဒီအောက်ကတော့မြောက်တဲ့ formula ဖြစ်ပါတယ်တကယ်လို့ပြန်ရှာမယ်ဆိုလို့ရှိရင်လည်းရှာလို့ရပါတယ်ဒီ cycle လေးထဲမှာကာစာချထားလိုက်မယ် formula ကိုသွားမယ်ဒီ function ထဲမှာပဲရေးမယ်အဲ့ဒီထက်က average ဆိုတာလေးကိုယူလိုက်ပါမယ်ပြီးတော့ဒီစာသားလေးတွေကိုဖြတ်လိုက်မယ်ဘယ်ချမ်းဟာပဲယူမှာမလို့ left လို့ယူလိုက်မယ် okay ပေးလိုက်မယ်ဒါရတော့ပါမယ်တကယ်လို့ total ကိုပဲဒီအကုန်လုံးရဲ့ total ကိုလိုချင်နေဆိုပါစို့ဒါဆိုလို့ရှိရင်လုပ်လို့ရပါတယ်ပေါင်းမယ်ဆိုလို့ရှိရင်ဒီအောင်မှာကာစာချထားမယ် formula ယူမယ် sum above ဒီကာစာချထားရဲ့ cycle ကအပေါ်အားတွေကိုပေါင်းမယ်လို့ပြောတာပါ okay နေလိုက်ပါမယ်ဒါဆိုလို့ရှိရင်ပေါင်းပြီးသားဖြစ်တော့ပါပြီဒီ cycle နှစ်ခုမှလည်းပေါင်းမယ်ဆိုလို့ရှိရင်တော့ထုံနည်းအတိုင်းလုပ်လို့ရပါတယ်ပြီးတော့တခြား formula တွေစမ်းသုံးကြည့်မယ်ဆိုလို့ရှိရင်လည်းစမ်းသုံးလို့ရပါတယ်ဒီမှာဆိုလို့ရှိရင် formula တွေကအများကြီးရှိတာမလို့ပေါ့နော်ဒီ formula တွေအကုန်လုံးကိုသုံးလို့ရပါတယ်အဲ့တဲကအများစုလိုအပ်မယ်ထင်တာလေးတွေကိုမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ Microsoft Word မှာdark mode ပြောင်းလို့ရတယ်ဆိုတာလေးကိုပြောပြဖို့ပါတယ်အဲ့ဒီကမှအလွယ်တကူနောက်ထပ်ပြောင်းလို့ရတာကကြတော့ဒီ view tab ထဲမှာရှိပါတယ် view tab ထဲက switch mode ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ဒီမှာအလွယ်တကူလေးပြောင်းလို့ရနေပါတယ်နောက်တစ်ခုကပါလဲဆိုတော့ screenshot တွေအလွယ်တကူရိုက်မယ်ဆိုလို့ရှိရင်เนาะ insert ထဲကိုသွားပါအဲ့ဒီမှာ screenshot ကိုနှိပ်လိုက်ပါမယ်နောက်တစ်ခုကတော့ screenshot ကိုနောက်က background မှာဖွင့်ထားတဲ့ screenshot ကိုလိုချင်တယ်ဆိုလို့ရှိရင်ရိုက်လို့ရပါတယ် insert ထဲမှာရှိပါတယ် insert ထဲက screenshot ထဲကသူမှာတကယ်လို့ window တွေအများကြီးဖွင့်ထားတယ်ဆိုလို့ရှိရင်တော့အများကြီးဝင်နေလိမ့်မယ်တကယ်လို့တစ်ခုပဲဖွင့်ထားဆိုတော့တစ်ခုပဲရှိမယ်အဲ့ဒီကအဲ့ဒီ window တစ်ခုလုံးယူချင်တယ်ဆိုလို့ရှိရင်တော့တစ်ချက်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်သူကယူပြီးတာနဲ့screenshot အနေနဲ့ပေါ်လာပြီးသားဖြစ်သွားပြီရုပ်ပုံလေးကိုဆိုလို့ရှိရင်ဒီလိုအချုံလုပ်လို့ရတယ်အချုံလို့ရတယ်ပေါ့နော်ပြီးတော့ဒီမှာချဲလို့ရတယ်လှည့်မယ်ဆိုလို့ရှိရင် rotate လှည့်လို့ရတယ်တကယ်လို့ဖြတ်မယ်ဆိုလို့ရှိရင်တော့ delete ပေါ့နော်ဒါက screenshot ကိုနောက်က window ဟာကိုလှမ်းပြီးတော့ယူရပါပြီးတော့အဲ့ဒီ window ကြီးတစ်ခုလုံးမဟုတ်ဘဲနဲ့ဖြတ်ပြီးတော့ယူခြင်းနဲ့ဆိုလဲယူလို့ရပါတယ် insert ထဲက screenshot ထဲက screen clipping ဆိုတာလေးရှိရဲဒါကိုတစ်ချက်နှိပ်လိုက်မယ်အဲ့ဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ဘိုင်းလေးပဲကိုက screenshot ယူလိုက်လို့ရပါတယ်ဒီဘိုင်းလေးပဲယူမယ်ဆိုလို့ရှိရင်တော့ဒီမှာ screenshot လေးဖြတ်လိုက်မယ်ဒါဆိုဒီထဲမှာရတော့ပါပြီခုနလိုပဲအချုံအချက်လုပ်လို့ရတယ် rotate လဲလို့ရပါတယ်ဖြတ်မယ်ဆိုလို့ရှိရင်တော့ delete နဲ့နှိပ်ပါမယ်